ကျွန်တော်နင်းစီဆိုင်လို့တစ်နှစ်ကို360မြက်တယ်အိမ်ကြီးချင်းရှိုတက်ချန်ကမနာလို့ဖြစ်ပြီးခြံစည်းရိုးမှာပုတ်ပလာပင်နှစ်တန်းလာဆိုင်တယ်တစ်ပင်တွေကကျွန်တော်ဘန်ခင်းနဲ့ကပ်နေပြီးလေးတောင်မဝင်နိုင်အောင်စိတ်လုံးနေတယ်ကျွန်တော်အရက်နဲ့ပလင်းဆွဲပြီးတိတိကျကျသွားတိုင်ပင်ခဲ့တယ်သူကတကားဝါမှာစောင်းကြောင်ထိုင်နေပြီးမျက်လုံးတောင်မလန်ကြည့်ဘူးဦးလေးရှူခမားတစ်ပင်တွေစိုက်ထားတာအရန်စိတ်လုံးနေကျွန်တော်ဘန်ခင်းနေအောင်မရတော့ဘူးငါခြံထဲမှာငါတစ်ပင်စိုက်တာဥပဒေနဲ့ညှိလို့လားရွာအုပ်ချုပ်ရေးမှုမြို့နယ်တစ်တော်ဌာနတိုင်လို့ရတဲ့နေရာအကုန်တိုင်ခဲ့တယ်အားလုံးကစာရိတ်တမကောင်းဘူးလို့ပဲပြောကြပြီးဥပဒေနဲ့မညီဘူးတဲ့သူကတစ်ပင်အောက်မှာရက်ပြီးကျွန်တော်ကိုရဲပြတယ်ဖြန့်ပြေးသမားတွေလာလဲအလကားပဲမင်းငါ့ကိုဘာလုပ်နိုင်မှာလဲကောင်းပြီလေအကြောင်းပြချက်နဲ့ပြောမရမှတော့လဲထားလိုက်တော့ကျွန်တော်သူနဲ့ရံမဖြစ်တော့ပဲအိမ်ပြန်ပြီးအချောက်ခံရုံတရုံစောက်လိုက်တယ်ကျွန်တော်ရွာပြန်ပြီးနင်းစီဆိုင်တဲ့နှစ်ကရွာသားတွေအကုန်ဝိုင်းရဲကြတယ်တက္ကသိုလ်ကျောင်းသားကရွာပြန်ပြီးလဲလုတ်တယ်စာတင်ရတာလကားပဲနင်းစီဆိုင်မယ်တို့ရွာမှာအရင်ကမဆိုင်ဘူးလားကြလို့ဘသူမြက်ဘူးလို့လဲကျွန်တော်ဘာမှပြန်မပြောခဲ့ပါဘူးပထမနှစ်မှာကျွန်တော်ဘာမှမသိသေးတော့ပြုတ်ပင်ဝယ်မခဲ့တယ်ပထမတော့ပြုတ်ပင်တွေအမြင့်ပုတ်ယောဂဝင်ပြီးရွာ2000ရေစုံမျောသွားတယ်ဒုတိယနှစ်မှာအပင်တွေရှင်လာပြီးပန်းတွေလည်းကောင်းကောင်းပွင့်လာတယ်ဒါပေမဲ့ကျွန်တော်အချောက်ခံနေမသိတော့ပုံမှန်တွင်ပြင်တွေအကုန်ပျက်စီးသွားတယ်မြို့ပေါ်သွားပြီးပန်းချမ်းတွေလိုရောင်းရတာတချင်းခွဲကီလိုမှရွာနှဲငယ်ပဲရလို့ပြောင်းမှုစိုက်တာကမှပိုကောင်းဦးမယ်တတိယနှစ်ကျမှကျွန်တော်နီလန်းကိုသဘောပေါက်လာတယ်နှင်းစီဆိုင်ရင်မျိုးကိုမှန်အောင်ရွေးရတယ်ပန်းပွင့်ကြည့်ပြီးရေနွေးချက်လောက်တောက်လို့ကောင်းရမယ်ကျိုးပင်အရွယ်မှာခေါင်းနေတာနဲ့ရေထိန်တဲ့အချိန်ကိုတိတိကျကျလုပ်ရတယ်တရက်စောလို့နောက်ကျလို့မရဘူးနှွေဦးမှာပန်းပူးတွေပွင့်လာရင်တနေ့ကုန်နေရောက်လုံးလောက်ရဖို့လိုအပ်တယ်လေဝင်လေထွက်ကောင်းရမယ်ဒါပေမဲ့ရေမဝတ်စေရဘူးအဲ့ဒီနှစ်ကကျွန်တော်ယွမ်9000မြတ်တဲ့စတုတ်ထနှစ်မှာတော့ကျွန်တော်မျိုးနယ်ကလက်ဖက်6ဆိုင်တစ်ဆိုင်နဲ့ပစ္စည်းသွင်းဖို့စာချုပ်ချုပ်နိုင်ခဲ့တယ်အထူးအဆင့်ပန်း6တချင်းကိုယွမ်150ရတယ်ကျွန်တော်ပန်းခင်းကိုနောက်ထပ်4ကထပ်ချဲပြီးအလုပ်သမားလေးယောက်ငါလိုက်တယ်တစ်နှစ်ကိုအသားတင်360မြတ်တယ်ကျွန်တော်အဖေမျက်နှာမှာအပြုံးတွေစတွေ့လာရတယ်သူကနေတိုင်းတုတ်ကောက်လေးထောက်ပြီးပန်းခင်းနဲ့ရှောက်သွားတယ်ဒီဟာလေးကင်ကြည့်လိုက်ဟိုဟာလေးကြည့်လိုက်နေပေါ့အိမ်ကြီးချင်းတွေအလဲလာရင်သူကပြောတယ်ငါသားလေးဒီနေ့စီလက်ဖက်6ကိုဆိုင်တွေကလူဝယ်နေရတာအိုးအကိုဝေးတော့အကိုတော့ဒုက္ခတွေပြီးလို့ဒုက္ခခံစားရပြီပေါ့ပြိုတက်ချန်ကအဲ့ဒီအချိန်ကစပြီးတစ်ပင်ဆိုင်တော်တာပဲသူတို့ခြံနဲ့ကျွန်တော်တို့ခြံကကက်လျက်ကြားထဲမှာကန်တင်းရိုးလေးပဲချတယ်အခြေကမီတာဝက်တောင်မရှိဘူးသူစိုက်တာကပေါ့ပလာပင်ပုံမှန်အပင်ကွာဝေးတိုင်းစိုက်တာမဟုတ်ဘူးကျွန်တော်တို့ပန်းခင်းဘက်အချမ်းမှာပေါ့ပလာပင်နှစ်တန်းစိုက်ထားတယ်အပင်ကွာဝေးက1မီတာလောက်မရှိဘူးနေရတစ်ခုလိုပြည့်ကျက်နေတာပဲပေါ့ပလာပင်ကကြီးညံတဲ့တစ်နှစ်ကို3မီတာလောက်ရှိတယ်တစ်ပင်တရဘူးတွေပေါင်းဆက်သွားပြီးအရှိဘက်ကနေရောင်ကိုအကုန်ကာထားလိုက်တယ်ဖြစ်ရင်နှင်းစီတွေအဖူးထွက်ပြီးပွင့်ဖို့အတွက်လုံလောက်တဲ့နေရောင်ကြီးလိုအပ်တယ်လုံးဝအရေးကျနေတဲ့ပတ်ဝန်းကျင်မှာဆိုရင်အပင်တွေကအရက်ပဲရှည်ထွက်လာပြီးပန်းဘူးမထွက်နိုင်တော့ဘူးပေါ့ပလာပင်တွေနဲ့ကပ်နေတဲ့ကျွန်တော်ရဲ့4ဧကပန်းခင်းကပန်းဘူးတွေနဲသွားပြီးသေးသွားတယ်ဦးလေးရှူကျွန်တော်အရက်ကိုခမရတကားခုံပေါ်မှာတင်ထားခဲ့မယ်နော်ရှိုတက်ချန်ကတကားဝမှာစောင်းကြောင်ထိုင်ခမင်းစားနေတယ်ကျွန်တော်လက်ထဲကအရက်ကိုမြင်ပေမဲ့မျက်လုံးတောင်မလန်ကြည့်ဘူးသူကဟင်းရွက်ချင်တစ်ဖက်ကိုညှက်ပြီးကျွတ်မြီအောင်ဝါစားနေတယ်ခမရရဲ့ပေါ့ပလာပင်တွေကိုအရှိတ်နည်းနည်းလောက်ရွှေ့ပေးလို့ရမလားအဝေးကြီးမလိုပါဘူး2မီတာလောက်ရွှေ့ပေးရင်ရပါပြီဒီ4ဧကကကျွန်တော်တမီသားစုလုံးရဲ့အားထားရပြသူကပကံကိုမြေကြီးပေါ်ချလိုက်ပြီးနောက်ဆုံးတော့ကျွန်တော်ကိုမောကြည့်လာတယ်ရွှေ့ရမယ်ဘယ်ကိုရွှေ့ရမှာလဲအဲ့ဒါငါမြေငါပါစိုက်ဘယ်2မီတာစိုက်မင်းပူပါလို့လားခမရကကျွန်တော်ပန်းခင်းနဲ့ကပ်ပြီးစိုက်တော့နေအောင်ကိုခမရတစ်ပင်တွေကအကုန်ကာထားတာပေါ့ဒီတတုတ်နှင်းစီအထွက်30%ရော့သွားပြီမင်းပန်းမင်းဆိုင်ငါတစ်ပင်ငါဆိုင်မယ်မင်းပန်းမပွင့်တာမင်းကိုယ်တိုင်အရေးချင်းမရှိလို့လေငါကောင်းပေါ်လာပုံချနေတာလားဦးလေးရှူစကားကိုအဲ့ဒီလိုမပြောရဘူးလေခမရတစ်ပင်တွေကိုချန်စီယိုးပေါ်ဆိုင်ပြီးကျွန်တော်နေအောင်ကိုကာထားတာကဘယ်နေရာပြောတဘာဝမကြဘူးဗျဟမ်တဘာဝမကြဘူးမင်းသွားတိုင်လေကိုမြေကိုတစ်ပင်ဆိုင်တာသူများအတွက်နေအောင်ချန်ပေးရမယ်လို့ဘယ်ဥပဒေမှာပြဋ္ဌာန်းထားလဲတွားကြည့်ချေရှာမတွေ့ရင်ဒီမှာလာပြီးစကားပိုတွေလာမပြောနဲ့ဦးလေးရှူအားလုံးကအိမ်ကြီးချင်းတွေကြီးပဲလေဘသူကမင်းအိမ်ကြီးချင်းလဲလူကြီးကိုပြန်မပြောဖို့မင်းကိုမတင်ပေးထားဘူးလားဘာလဲကိုထီလက်ရောက်လှုပ်ချင်လို့လားမင်းတစ်ချက်လောက်လှုပ်ကြည့်လိုက်လေငါပြောမယ်ဝမ်ပေါင်ချင်းမင်းဖိုးတော်ငါရှိမှာအတန်ကြဲကြဲမပြောရဲခဲ့ဘူးမင်းကများဘာကောင်းမို့လို့လဲကျွန်တော်အဖေဝမ်ဝေးတုံးတကားဝမှာရက်နေတယ်အရက်တွေဒီတိုင်းပြန်ပါလာတာကိုမြင်တော့ခေါင်းလိုက်ဆိုင်နဲ့အိမ်ထဲဝင်သွားတယ်ကျွန်တော်လည်းနောက်ကလိုက်ဝင်သွားတော့သူကတကားကုံပေါ်မှာထိုင်နေပြီးတုတ်ကောက်ကိုဒူးပေါ်တင်ထားတယ်မင်းဖိုးလက်ထက်ကလည်းအရက်ဝယ်ပြီးသွားပေးဘူးတဲ့အလကားပဲသူကတုတ်ကောက်ကိုထောက်ပြီးထွက်လိုက်တယ်တကားဝကိုရှောက်သွားပြီးအရှိဘက်ကပေါ့ပလာပင်တန်းကိုကြည့်နေတယ်ပေါင်ချင်းတို့တွေအရှုံးပေးလိုက်ကြရအောင်ဘေးကနေကင်းအောင်ငွေကုန်ခံလိုက်တယ်လို့ပဲသဘောထားလိုက်ပါအဖေဘသူရှုံးမလဲဆိုတာမသေးချာသေးဘူးလေဒုတိယနေ့မှာကျွန်တော်ရွာကော်မတီကိုသွားတဲ့ဥက္ကဋ္ဌတင်ကျွန်တော်ပြောတာကိုနားထောင်ပြီးတပြင်းချတယ်ပေါင်ချင်းကြီးဒီကိစ္စကလေသူများကကိုပိုင်မြေပေါ်မှာတစ်ပင်စိုက်တာဆိုတော့တကယ်ပဲဥပဒေနဲ့မညီဘူးဒါပေမဲ့သူကကျွန်တော်ဘန်ခင်းနဲ့ကပ်ပြီးစိုက်တာတိတိကြီးနဲ့တမင်လောက်တာလေတမင်လောက်တာဆိုတော့ရောဘာဖြစ်လဲမြေကသူ့မြေပဲလေသူစိုက်ချင်တာသူစိုက်မှာပေါ့ဒါဆိုသူ့ကိုဒီလိုပဲလူတွေကိုဒုက္ခပေးခွင့်ပြုထားရတော့မှလားဖြန့်ပြေးရေးစင်တာကိုသွားတိုင်မယ်တိုင်လဲနိုင်မှာမဟုတ်ဘူးကျွန်တော်တစ်တော်ဌာနကိုထပ်သွားတယ်ဤပညာရှင်လာကြည့်ပြီးတော့တစ်တော်မြေမဟုတ်တဲ့နေရာမှာတစ်ပင်စိုက်တာဥပဒေမှာအတင်းကျပ်ပြဋ္ဌာန်းထားတာမရှိဘူးသူ့မြေကပြိုးခင်းမြေဆိုတော့တရားဝင်ပါတယ်ဒါဆိုသူကကျွန်တော်နေအောင်ကိုကာထားတာလေနေအောင်ကြီးရရှိခွင့်ဆိုတာကအဆောက်အုံတွေအတွက်ပဲအကျုံးဝင်တာစိုက်ပျိုးရေးကအဲ့ဒီကာကွယ်မှုအောက်မှာမပါဘူးမင်းတို့အချင်းချင်းညှိနှိုင်းဖြေရှင်းကြဖို့အကြံပြုပါတယ်တစ်တော်ဌာနကိုကျွန်တော်သွားတာရှိုးတက်ချန်တည်တယ်ကျွန်တော်ပြန်လာတဲ့အခါသူကအဲ့ဒီပေါ့ပလာပင်တွေအောက်မှာရက်ပြီးကျွန်တော်ကိုရေးပြတယ်ဝမ်ပေါင်ချင်းမင်းလက်လျှော့လိုက်တော့ဖြန့်ပြေးရေးစင်တာလာတော့ဘာမှလုပ်လို့မရဘူးမင်းငါ့ကိုဘာလုပ်နိုင်မှာလဲကျွန်တော်သူ့ကိုစိုက်ကြည့်ပြီးဘာမှပြန်မပြောဘူးသူရှိတလန်းတိုးလာပြီးတတွေးတွေကျွန်တော်မျက်နှာကိုဆင်းနေမင်းဘိုးကလည်းအဲ့ဒီတုန်းကတက်တိကြောင်တဲ့ကောင်ပဲမင်းအဖေလည်းအတူတူပဲမင်းလည်းအတူတူပဲမင်းတို့မျိုးဆက်သုံးဆက်လုံးငါလက်ခုပ်ထဲကနေရုံမထွက်နိုင်ပါဘူးကွာသူလက်ထွက်သွားတယ်ကျွန်တော်သူ့ကြောပြင်ကိုစိုက်ကြည့်ရင်အိတ်ကက်ထဲကလက်ကိုလက်တီးဆုပ်ထားလိုက်တယ်ကောင်းပြီလေငါမှတ်ထားလိုက်မယ်ဝမ်ပေါင်ချင်းအဲ့ဒီကောင်ကတစ်တော်ဌာနမှာငါ့ကိုသွားတိုင်သေးတယ်တိုင်လို့နိုင်ပါလေလားတက်ချန်သူကတက္ကသိုလ်ကျောင်းသားလေသူတိုင်မှာမင်းတကယ်မကြောက်ဘူးလားတက္ကသိုလ်ကျောင်းသားကဘာသွားလုပ်လို့ရမှာလဲဒီရွာမှာကဘသူကျန်းနိုင်ရင်သူအုပ်ဆိုးတာပဲအကိုချမ်းသူကတက္ကသိုလ်ကျောင်းသားဆိုပြီးဘာလို့ရွာပြန်ပြီးလဲလာလုပ်နေတာလဲအစင်မပြေလို့ပေါ့ကွာလဲလုပ်ရင်ချမ်းသာမယ်ထင်နေတာလားချမ်းသာရမယ်နေ့စီဆိုင်လို့ချမ်းသာမယ်ဆိုရင်သူစောစောစီစီချမ်းသာနေလောက်ပြီးသူကတက္ကသိုလ်ကျောင်းသားဆိုတော့ငါတို့နဲ့မတူဘူးထင်နေတာမတူတာတော့ဟုတ်တယ်ငါတို့လည်းလုပ်ရင်ခေါင်းငုံရမယ်ဆိုတာသိတယ်သူကမသိဘူးလေသူသိအောင်ငါတင်ပေးမယ်ဒီစကားတွေကိုကျွန်တော်နောက်မှပြန်ကြားရတာ
အဲ့ဒီချိန်တုန်းကကျွန်တော်ပန်းခင်းထဲမှာစောင့်ကြောက်ထိုင်နေတာအကိုင်းခက်ရွက်တွေတော့တန်တန်မာမာကြီးထွားလာတယ်ဒါပေမဲ့ပန်းဘူးမထွက်ဘူးအားလုံးကအလကားပဲကျွန်တော်အဖေကခြံထိပ်မှာရက်ကြည့်နေတဲ့တစ်ပင်ပင်စီကပေါင်လုံးလောက်တုံနေပြီးပန်းခင်းကိုအနောက်ဘက်နည်းနည်းရွှေ့လိုက်မလားအနောက်ဘက်ကလမ်းလေရွှေ့လို့မရဘူးသူဘာမှဆက်မပြောတော့ပဲတပြင်းချပြီးတုတ်ကောက်လေးထောက်ကထွက်သွားတယ်ညနေခင်းပန်းသွားကူတော့လေးဧကအကျယ်ကိုနေဝက်လောက်ဖြစ်နေရတဲ့အစ်စ်မီတာ1000ပြည့်အောင်တော့မရဘူးမိုးချုပ်တော့မယ်ရှို့တက်ချံအိမ်ဆောက်လုပ်ရေးလုပ်ငန်းခွင်မှာမိတွေလင်းနေတယ်သူ့သားရှို့ချင်းဆန်းကအထဲမှာဆင်တွေစောက်နေတယ်ကျွန်တော်ခြံထဲမှာရှိနေမှန်းသူတို့မသိကြဘူးအဖေကျွန်တော်တို့အိမ်နဲ့ဝန်ပေါင်ကြီးအိမ်ကတကယ်တော့ဘာရန်မျိုးရှိလို့လဲအဖေကဘာလို့သူ့ကိုဒုက္ခပေးနေရတာလဲဟဲ့ရှို့တက်ချံကရဲလိုက်တယ်လဲချောင်းထဲကနေညှစ်ထုတ်လိုက်တဲ့အတန်မျိုးတလိပ်တန်ပါနေတယ်ဘာရန်မျိုးလဲဆိုတာငါပြောပြမယ်ကျွန်တော်လက်ထဲကပန်းညက်ကကြီးကိုချလိုက်ပြီးအတန်မထွက်ဘဲနေလိုက်တယ်ရွာထဲကငါးကန်ကိုမင်းမှတ်မိလားမင်းရဲ့ဦးလေးဝမ်တို့အိမ်ကငါးမိုးရဲ့ကန်လေးမှတ်မိတယ်လေနောက်တော့ငါးတွေအကုန်တေးကုန်နေမဟုတ်လားညလေပြေထဲမှာစက္ကန့်ငယ်လောက်တိတ်ဆိတ်သွားတယ်ကျွန်တော်လက်ချောင်းတွေရုတ်တရက်တင်းကျပ်သွားတယ်နင်းစီတပွင့်ကလက်ဖွားထဲမှာအခြေခံလိုက်ရပြီးပန်းတွေလက်ချောင်းကြားကနေအောက်ကိုကျွေးကျသွားတယ်ပေါင်းတက်စီတပလင်းတပိုးတွဲလက်ဆုပ်ရှေ့ရက်နေ့ညကလောင်းထည့်လိုက်တာဒုတိယနေ့ကျတော့ကန်တစ်ခုလုံးဖြူပွေးသွားတာပဲမင်းရဲ့ဦးလေးဝမ်ကဘေးမှာစောင်းကြောင်ထိုင်ပြီးခွေးတစ်ကောင်လုံးငိုနေတာယောက်ျားကြီးတမ်းမဲ့အဲ့ဒီမှာစောင်းကြောင်ထိုင်ပြီးအော်ငိုနေတာငါကမျက်နှာချင်းဆိုင်တောင်ကုန်းပေါ်ကနေကြည့်နေတာတကယ်ကိုကျင်းနေစရာကောင်းတာကွာအဲ့ဒါကိုဘယ်သူမှမစစ်ဆေးဘူးလားစစ်ဆေးတော့ရောဘာဖြစ်လဲငါလောက်တာမဟုတ်ဘူးလို့အတင်းညင်းနေတော့သူတို့ငါ့ကိုဘာလုပ်နိုင်မှာလဲမင်းအဖေငါလှုပ်လို့ရင်ဘယ်တော့ကအထောက်ထားချန်ထားခဲ့ဘူးလို့လည်းခံရမှာပေါ့ဘသူကငါနဲ့လာလူခိုင်းလဲအဲ့ဒီကန်ကိုငါရင်မျက်စိကြထားတာဟမ်သူကဈေးပို့ပေးပြီးငါပစ္စည်းကိုလူတယ်အဲ့ဒါသူ့ရဲ့ညီကုန်းပဲဟမ်သူ့နိုင်ရိုးကျိုးတာလည်းခံရမှာပဲချင်းငွေပြန်မဆက်နိုင်လို့ဘီလက်မြေပြသွားထမ်းတာဘာလို့ပြီးမသေးသွားတာလဲပြီးသေးသွားရင်တော့စိတ်အေးရသေးတယ်အဖေရဲ့ဘာလို့သူ့ကိုတနာနေရတာလဲငါမင်းကိုပြောမယ်ဒီရွာမှာငါရှို့တက်ချန်နဲ့ရံဖက်လုပ်တဲ့သူဘသူမဆိုအဲ့ဒီလိုပဲညီကုန်းချုပ်ရမှာဝန်ပေါင်ချင်းအဲ့ဒီကောင်စုပ်လေးလည်းအတူတူပဲသူ့ပန်းကင်းကိုကြည့်လိုက်လေအခုပန်းဘူးမှမထွက်နိုင်တော့တာမဟုတ်ဘူးလားနောက်နေ့ကျရင်အဲ့ဒီပေါ့ပလာပင်နှစ်တန်းထက်ရှည်လာအောင်မယ်သူ့ပန်းကင်းတပွင့်မှမပွင့်နိုင်အောင်လုပ်ပြမယ်အဲ့ဒီအချိန်ကျရင်သူငိုရင်တော့အတန်ထွက်မှာမဟုတ်ဘူးကျွန်တော်ပန်းကင်းထဲမှာစောင့်ကြောက်ထိုင်ရင်လက်သေးတွေကလက်ပွားထဲစိုက်ဝင်သွားတယ်ကျွန်တော်အဖေနဲ့ရန်ကျိုးတုံးကကျွန်တော်เจ้าမှာစတင်နေတာအတန်းပိုင်ဆရာကကျွန်တော်ကိုအပြင်ခေါ်ထုတ်ပြီးမင်းအဖေဒုက္ခရောက်နေပြီလို့ပြောတယ်ကျွန်တော်ဆေးရုံရောက်တော့သူကစင်ကြံလန်းကအပိုးကတင်ပေါ်မှာလှဲနေတယ်ရင်ဘက်မှာပတ်တီးတွေပတ်ထားပြီးမျက်နှာကစက်ကူလိုဖြူပြောနေတယ်ငါကန်ကိစ္စကိုအဖေကကျွန်တော်ကိုဘယ်တော့မှအသေးစိတ်မပြောပြခဲ့ဘူးအဲ့ဒီတုန်းကငါမိုးရရှုံးပြီးအကျွေးတင်သွားလို့စောက်လုပ်ရေးလုပ်ငန်းခွင်မှာဘီလက်မြေအိတ်ထမ်းပြီးအကျွေးဆက်ရတယ်လို့ပဲသိခဲ့တာနောက်မှငါတွေဘလို့သေးလဲဆိုတာသိခဲ့ရတာသူ့ဘေးမှာစောင့်ကြောင်ထိုင်ပြီးငိုခဲ့ဘူးမှန်းကျွန်တော်မသိခဲ့ဘူးအခုတော့ကျွန်တော်အကုန်သိသွားပြီဝဝေတုံအဲ့ဒီတုန်းကနန်ရိုးသုံးချောင်းကျိုးသွားတယ်သူ့သားကဒီတစ်ခေါက်စီးပွားရေးလမ်းကြောင်းအဖြတ်ခံရမှာပဲချန်ထိတ်ကမီးတွေငိမ့်သွားပြီးအိမ်ပြန်ရောက်တော့အဖေခန်းကမီးပိတ်သွားပြီးပြတင်းပေါက်ကနေသူ့ချောင်းဆိုးတန်ကိုကြားရတယ်စပွဲပေါ်ကအပူထုတ်ပေါက်ကိုအရှိဘက်ကပေါ့ပလာပင်တန်းစီချိန်ထားလိုက်တယ်မိကတညလုံးလင်းနေတယ်အချောက်ခံယုံကိုအုပ်စီပြီးစက်ပစ္စည်းတွေတက်စင်နေနေမှာရှိုးတက်ချန်လာကြည့်တယ်သူကခြံထဲမှာရက်ပြီးအကြာကြီးကြည့်နေတယ်ဝမ်ပေါင်ချစ်မင်းဒါဘာတွေရှောက်လို့နေပြန်တာလဲနင်းစီအချောက်ခံမလို့လားနင်းစီအချောက်ခံမယ်မင်းပန်းကဘယ်နှစ်ပွင့်ပွင့်လို့ဒီလောက်အခန်းတစ်ခန်းဆောက်ရတာလဲဦးလေးရှူကျွန်တော်အခန်းကိုစောက်တာခမရတစ်ပင်ခမရဆိုင်လေးကိုအလုပ်ကိုလုပ်တာပေါ့ဟန့်သူဟန့်ခနဲ့အတန်ပြုတ်ပြီးလက်နောက်ပစ်ကထွက်သွားတယ်အပြင်ဘက်ကနေသူ့ရဲ့အော်ပြောတန်တွေကြားရတယ်ပန်းအောင်ဘယ်နှစ်ပွင့်မှမရှိတော့တာကိုအချောက်ခံဦးမယ်တဲ့လေကိုအချောက်ခံပါလားတနေ့လုံးအလုပ်ရှုပ်နေတာငါတစ်ပင်တစ်ခေါက်ရောင်းရတာလောက်တောင်မတန်ဘူးအားလုံးမြင်ကြလားဟိုဘက်အိမ်ကအကောင်လေးစာတင်တာယူသွားပြီဟဲ့ရက်အနေငယ်ကြတော့စောက်ဦးရသည့်အလူရက်ရိတ်သိမ်းပြီးအချောက်ခံချင်းအပူချိန်မြင့်မြင့်နဲ့အချောက်ခံယုံကပန်ကားတွေကအပြင်ဘက်ကိုလေပူတွေမှုတ်ထုတ်နေတယ်အဲ့ဒီပေါ့ပလာပင်နှစ်တန်းစီကိုဥတီပြီးအရင်ဆုံးအပြင်ဘက်အပင်တွေရဲ့အခောက်အယောင်ပြောင်းသွားတယ်အကွက်လိုက်နဲ့အပူလောင်ထားတဲ့အမာရွတ်တွေလိုပဲပြီးတော့တစ်ပင်အခောက်တွေ6တွေ့ကွယ်အပ်လာပြီးအရွက်တွေကအစွန်းတွေလိတ်ကဝါပြီးကျလာတယ်အချောက်ခံယုံနဲ့နီးတဲ့အပင်ကစပြီး6တွေ့လာတယ်တပင်ပြီးတပင်ကူးဆက်သွားတယ်လို့ပဲဖြိုတက်ချန်ကျွန်တော်စီလာရှာတဲ့နေ့ကကျွန်တော်အချောက်ခံယုံရှိမှာခုနကမှပေါင်းတင်ထားတဲ့နှင်းစီတွေကိုနေလန်းနေတာဝမ်ပေါင်ချစ်မင်းရဲ့ဆောက်ခန်းကငါတစ်ပင်တွေကိုกินတက်လိုက်ပြီဦးလေးရှူကျွန်တော်နှင်းစီကျွန်တော်အချောက်ခံတာဥပဒေနဲ့ညီလို့လားစကားပိုတွေလာမပြောနဲ့အပူထုတ်ပေါက်ကငါတစ်ပင်တွေကိုတက်ချိန်ထားတာမင်းတမင်လောက်တာပဲလေဘဲကိုတိုက်မလဲဆိုတာမိုးကောင်းကင်ရဲ့ကိစ္စလေးပူတယ်ထင်ရင်တစ်ပင်ကိုရွှေ့လိုက်ပေါ့အစားတုန်းကအဲ့ဒီလောက်နီးနီးဆိုင်တုန်းကဘာလို့မစင်စားခဲ့တာလဲမင်းစောင့်ကြည့်နေလိုက်သူလည်းထွက်သွားတယ်တိတ်မကြခင်မှာပဲရွာကော်မတီကဥက္ကဋ္ဌတင်းလာတယ်သူကအချောက်ခံယုံကိုတပတ်ပတ်ကြည့်ပြီးတင်နေတဲ့ပေါ့ပလာပင်တွေကိုပါတပတ်ပတ်ကြည့်တယ်သူ့ချောက်ခံယုံကတရားဝင်လည်းပတ်နေတာလေခမရတစ်ပင်ကသူ့လေထွက်ပေါက်မှာရှိနေတာကိုသူတမင်လောက်တာခမရကတမင်လောက်တာဆိုတိုင်းတမင်လောက်တာဖြစ်ရောလားတက်တေပြလေပေါ့ပလာပင်ကအခောက်ပါတယ်အပူချိန်မြင့်တဲ့အချိန်ကြာရင်အခောက်လောင်ကျွန်းလွယ်တယ်ခမရဆိုင်တာအရန်စိတ်လုံးနဲ့လေဝင်လေထွက်မကောင်းတာရဲ့စောင်းဦးမိုးခေါင်တာရဲ့အချက်ပေါင်းများစွာပါတယ်အချောက်ခံယုံကအပူထုတ်လွတ်တာကရေတက်ဆုံးရှုံးမှုကိုမြန်စေတာပဲရှိတယ်ဤပညာအရာဒါတခုလေးကြောင့်လို့တတ်မှတ်လို့မရဘူးဒီတစ်ပင်တွေအလကားတည်သွားတာပေါ့စိုက်ပျိုးရေးကတော့ကိုတာဝန်ကိုယူရတာပဲလေလှိုတက်ချန်ကအဲ့ဒီတည်နေတဲ့တစ်ပင်နဲ့အောက်မှာရက်နေတဲ့မျက်နှာကတစ်ပင်အခောက်ထက်တောင်ပိုရုပ်ဆိုးနေသေးတယ်ရွာသားတွေကပတ်ဝန်းကျင်မှာဝိုင်းအောင်ပြီးပွဲကြည့်နေကြတယ်လှိုတက်ချန်ကတစ်ပင်စိုက်ပြီးသူများကိုဒုက္ခပေးတာနောက်ဆုံးတော့ကိုဒုက္ခပြန်ပေးတယ်လို့ဖြစ်သွားတာပဲခံရမှာပေါ့ဘသူကသူ့ကိုအကြံစီရုပ်တွေအများကြီးတွေးခိုင်းလို့လေလှိုတက်ချန်ရုပ်တရက်ခေါင်းလဲပြီးလူအုပ်ကြီးကိုអော်လိုက်တယ်ဘာကြည့်နေတာလဲလူအုပ်ကြီးလူစုကွဲသွားတယ်သူတယောက်တည်းတည်နေတဲ့တစ်ပင်တွေရှိမှရက်နေပြီးမျက်နှာပြက်နေကခြေဆောက်နေတယ်ကျွန်တော်အဖေကပန်းခင်းတကားဝါမှာရက်ပြီးဝန်တောင်တန်းစီကိုအဝေးကြီးလမ်းကြည့်နေတယ်ကျွန်တော်ရှောက်သွားလိုက်တယ်အနှစ်20ကျော်သွားပြီးသူတုတ်ကောက်လေးထောက်ပြီးအိမ်ထဲကိုလှည့်ဝင်သွားတဲ့တုတ်ကောက်ကမြေကြီးပေါ်ကိုတစ်ချက်ချင်းထောက်ရင်းပေါ့ကျွန်တော်အဲ့ဒီမှာရက်ပြီးသူ့ရဲ့ကိုင်းညွတ်နေတဲ့ကြောပြင်ကိုကြည့်နေတယ်ကျွန်တော်အဲ့ဒီမှာရက်ပြီးသူ့ရဲ့ကိုင်းညွတ်နေတဲ့ကြောပြင်ကိုကြည့်ရင်ရှို့တက်ချန်ထိတ်မှာပြောခဲ့တဲ့စကားတွေကိုသတိရမိတယ်ဝဝေတုံးကဘေးမှာစောင့်ကြောက်ထိုင်ပြီးငါးတကောင်ဆယ်လိုက်တစ်ချက်ငိုလိုက်လုံနေတာငါကတောင်ကုန်းပေါ်ကနေကြည့်ပြီးရေတွက်နေတာအချောက်ခံယုံကဆက်တွေကဟိမ့်တန်ထွက်နေတော့ပဲနင်းစီရန်နံပြင်းပြင်းနဲ့လေပူတွေကတေနေတဲ့ပေါ့ပလာပင်တွေနဲ့အခုဖိုးလိုက်ပြီးဖြစ်တဲ့ငါးကန်ကိုဖျက်တိုက်သွားတယ်လှိုတက်ချန်ကအဲ့ဒီတေနေတဲ့ပေါ့ပလာပင်တစ်ခုလုံးကိုတူးထုတ်လိုက်တယ်3ရက်တိတိလွှတ်ဆက်တန်တွေမနက်ကနေညအထိမြည်နေတယ်ရွာသားတွေဖြတ်သွားတိုင်းလှမ်းကြည့်ကြတယ်လှိုတက်ချန်ကလွှတ်နဲ့ဖြတ်ထားတဲ့တစ်ပင်ပင်စီတွေကိုထုံးဆက်ပေါ်တစ်ချောင်းချင်းပစ်တင်နေတယ်ကားဘော်ဒီကိုရိုက်မိပြီးဒိုင်းမြည်နေတယ်တစ်ပင်အမြစ်တွေကိုလည်းမြေကြီးထဲကနေတူးထုတ်ပြီးခြံထိပ်မှာပုံထားတဲ့နေလန်းထားတဲ့အယိုးပုံကြီးလိုပဲ
ကျွန်တော်အချောက်ခံယုံတကားဝမှာရက်ကြည့်နေတဲ့သူနောက်ဆုံးတကိုင်းကိုပြစ်တင်ပြီးခါဆန်လိုက်တဲ့ကန်တင်ယိုချပြီးကျွန်တော်ကိုမြင်သွားတယ်။ဝန်ပေါင်ချင်းကျွန်တော်မထူးဘူးသူလက်ပေါ်ကရှုံတွေကိုခါထုတ်လိုက်ပြီးရှောက်လာကခြံစည်းရိုးပေါ်မှာရက်လိုက်တယ်။တစ်ပင်မရှိတော့ဘူးမြင်နေမလားဒါပေမဲ့မြေကားရှိနေသေးတယ်ဒီစကားကိုမှတ်ထား။ကျွန်တော်စကားပြန်မပြောဘူးသူလက်ထွက်သွားတယ်ခြေလမ်းနဲ့ငယ်လမ်းပြီးပြန်လှည့်ကြည့်တယ်။ဝန်ပေါင်ချင်းမင်းရဲ့အချောက်ခံယုံကဘာကိုกินပြီးတက်နိုင်သေးလဲဆိုတာငါ့ကိုပြောစမ်းငါဘာဆိုင်မင်းกินပြီးတက်နိုင်နေဆိုရင်တခုလောက်กินပြစမ်းပါဦး။မင်းရဲ့အချောက်ခံယုံကဘာတွေကိုများအသေးกินနိုင်သေးလဲငါ့ကိုပြောစမ်းငါဆိုင်တည်းမင်းกินနိုင်နေဆိုရင်တခုလောက်กินပြစမ်းပါ။ဦးလေးလျိုအချောက်ခံယုံကနှင်းစီပန်းတွေအချောက်ခံဖို့ပါ။ကောင်းပြီလေမင်းနှင်းစီကိုသာမင်းအချောက်ခံကိုရည်ချင်းနဲ့ကိုပဲ။သူကဒေါသတကြီးနဲ့ထွက်သွားတယ်တလားတော့မကြဘူးမြေကွက်ပေါ်မှာအလုပ်တွေပြန်စနေပြန်ပြီ။ဒီတစ်ခါတစ်ပင်ဆိုင်တာမဟုတ်ဘူးမှန်လုံးအိမ်ဆောက်တာလူ9ယောက်10ယောက်လောက်10ရက်လောက်အလုပ်ရှုပ်ပြီးတာနဲ့မှန်လုံးအိမ်ကြီးပေါ်လာတယ်။ကျွန်တော်ချမ်းဘက်သွားကြည့်တော့လူတဲချန်ကမှန်လုံးအိမ်တကားဝမှာထိုင်ပြီးထမင်းမှုစားနေတယ်။သူကကျွန်တော်ကိုမြင်တော့ထမင်းမှုကိုအောက်ချပြီးမတ်တက်ရက်လိုက်တယ်လာတာအတော်ပဲဝင်ကြည့်လေ။သူကမှန်လုံးအိမ်ရဲ့ပလတ်စတစ်တကားကိုလှမ်းပြီးကျွန်တော်ကိုဝင်ဖို့အချက်ပြတဲ့အထဲမှာပူနွေးနေပြီးအစစ်မြစ်အော်ဂန်နစ်မြေဩဇာအနံ့တွေရနေတယ်။တက်ရက်နေတဲ့စပစ်နယ်ပင်နှန်းတွေကစင်ပေါ်မှာတွေ့ကပ်နေပြီးနွယ်ပင်တွေကစိမ့်လန်းနေပြီးအတော်လေးဖြစ်ထွန်းနေတယ်။မြင်ဘူးလားနီနာဘရင်မစပစ်တီးလေနောက်နဲ့ဈေးကွက်တင်ရင်တစ်ချက်သားကိုဒီဈေးဘက်တရားအရေးသွေးပေါ်မူတည်ပြီးဈေးကွာမဲ့အကောင်းဆိုတရားကျော်ထိရောင်းရတယ်။ကျွန်တော်ကောင်းနေလိုက်တယ်မင်းရဲ့နှင်းစီကဘလောက်ရောင်းရတာလဲအချောက်ခံထားလို့ဈေးကြီးတယ်ဆိုရင်တော့တအေကကိုဘယ်နဲ့ပိတ်တာထွက်မှာလဲ။ငါရဲ့ဒီစပစ်ချန်တစ်ချန်ထဲကအထွတ်နှုံးကမင်းရဲ့မြေကွက်အခြေကြီးကရတဲ့အမျက်ထက်အစာပေါင်းများစွာတာတယ်။ငါရဲ့ဒီမန်လုံးအိမ်တွဲကြီးကိုမင်းတွက်ကြည့်လိုက်လေ။ဒါဆိုဦးလေးလျိုဒီတစ်ခါရင်းနှီးမြုပ်နှံမှုအတော်ကြီးတာပေါ့တင်းရချီမလား credit တမဝါရမကနေချေးထားတာရဲ့ဆွေမျိုးတွေစီကစုထားတာရဲ့ပေါင်းပြီးတော့လေအရင်ဒီမထုတ်ရဲရင်အကျိုးမြတ်မရနိုင်ဘူးမင်းရဲ့အချောက်ခံယုံကတစ်ပင်တွေကိုအသေးကင်နိုင်နေဆိုတခုလောက်กินပြစမ်းပါမင်းရဲ့လေလုံးတွေကဒီမန်လုံးအိမ်ထဲမှာရောအလုပ်ဖြစ်မလားဦးလေးလျိုကျွန်တော်ဟာကပန်းချောက်ခံတာပါတစ်ပင်အသေးကင်တာမဟုတ်ပါဘူးဘာပဲဖြစ်ဖြစ်မင်းရဲ့အဲ့ဒီစုပ်ပြက်နေတဲ့ပန်းကင်ကငါစပစ်တီးတွေဈေးကွက်ပေါ်ရောက်လာရင်အလကားပေးရင်တော့မယူဘူးအဲ့ဒီအချိန်ကြလို့မင်းဆက်မလုပ်နိုင်တော့ရင်ငါ့ကိုပြောအိမ်ကြီးချင်းတွေပဲငါဝယ်လိုက်မယ်မင်းအဖေအိုစာမင်းစာအတွက်သုံးလို့ရတာပေါ့လူချင်းရှမ်းကမှန်လုံးအိမ်ရဲ့အခြားတစ်ဖက်ကနေထွက်လာပြီးလက်ထဲမှာကိုင်းဖြက်ကက်ကြီးကိုင်းရင်ကျွန်တော်ကိုမြင်တော့ပြုံးပြတယ်ဝန်ပိုင်ချင်းမင်းနှင်းစီတွေစိုက်နေတော့မဲလားငါအဖေကတော့ပြောတယ်မင်းအလုပ်ကကလေးကလာအလုပ်တဲ့ငါတို့ခြံကစပစ်တီးတွေရောင်းရလို့ပတ်စံရလာရင်မင်းရဲ့မြေစုပ်ကိုအကုန်ဝေပြီးစပစ်ချန်ချစ်ပြစ်မယ်ကြားလားအဲ့ဒီခါကျရင်မင်းအကိုလီကိုငါတို့စီမှာအလုပ်လာလုပ်ခိုင်းမယ်သူကစိုက်ပျိုးရေးအတွေ့အကြုံရှိတော့စပစ်ပင်ပြုစုရမှာလဲညံ့မှာမဟုတ်ဘူးလေဦးလေးလျိုအဲ့ဒါဆိုလဲခမ ्या ကြီးပွားပါစေလို့ဆုတောင်းပါတယ်ကျွန်တော်မြေစုပ်အတွက်တော့ခမ ्या ပူစရာမလိုပါဘူးကြီးပွားမှာကတော့တေချာပေါက်ပဲမင်းကိုငါပြောမယ်ဝန်ပိုင်ချင်းမင်းရဲ့အချောက်ခံယုံကိစ္စကိုငါအရေးမလုပ်တော့ဘူးဒါပေမဲ့ဒီနေ့ကစပြီးငါတို့နဲ့အိမ်ကိုပါတာကိုတီးချစီနေမယ်မင်းနောက်ထပ်တစ်ခုခုထပ်လုပ်ရဲလုပ်ကြည့်ကျွန်တော်လှည့်ထွက်လာခဲ့တယ်မှန်လုံးအိမ်ထဲကထွက်လာတော့နေအောင်စူးလုံးလို့မျက်စိမိထားလိုက်ရတယ်အဖေသူနောက်ထပ်တစ်ခုခုထပ်လုပ်အောင်မလားသူလုပ်ရဲလားသူ့အဖေတောင်အရင်ကမလုပ်ရဲတာသူကဘာကောင်းမို့လို့လဲစောင်းဦးပန်းတွေခုအပြီးခုတ်ချထားတဲ့ပန်းရုပ်ပြက်တွေနဲ့အရွက်ချောက်တွေကိုနံရံတောက်မှာပုံထားတယ်မူလကတော့မီးရှို့ပြီးပြဖို့မြေဩဇာအဖြစ်သုံးမလို့ပဲအခုတော့မလို့တော့ဘူးကျွန်တော်အဖေရောက်လာတော့ကျွန်တော်အဲ့ဒီပန်းရုပ်တွေကိုရှင်းလင်းနေတယ်လူတဲ့ချန်ကနီနာဘရင်မစပစ်တီးတွေစိုက်ထားတယ်ဆိုအင်းတီးတီးတော့မယ်ဘလောက်ရင်ထားလဲတင်းရချီတယ်သူကမင်းနဲ့အသေးလဲဖိုက်တော့မှာကျွန်တော်သိတယ်လက်ထက်ကပန်းချောက်စီကိုအပုံနဲ့ပစ်ချပြီးလက်ခါလိုက်တယ်အဖေရင်တုန်းကလူတဲ့ချန်ငါးကန်ကိုအစိတ်ခတ်တုန်းကအဖေသူ့ကိုတွားရှာသေးလားမင်းဘလို့သိတာလဲကြားခဲ့တာသူ့ခြံထဲမှာချင်းရှမ်းကိုပြောနေတာအကုန်ကြားခဲ့တယ်အဖေရဲ့တုတ်ကောက်ကမြေကြီးပေါ်ထောက်ထားပြီးလက်ခုံကသွေးကြောတွေထောင်နေတယ်ရှာခဲ့တယ်သူဝင်မခံဘူးရွာထဲကဘသူမှလည်းတက်တေမခံရဲဘူးအဲ့ဒီတော့စစ်စေးရေးအစီရင်ခံစာရောဖြန့်ဖြေရေးစင်တာမှာရှိတယ်ရေနမူနာထဲမှာပိုးသက်ဆေးတွေ့တယ်ဒါပေမဲ့လူတဲ့ခြံကမသိဘူးလို့ပဲအသေးညင်းနဲ့သူခက်တာလို့ဘသူမှတက်တေမပြနိုင်ဘူးဖြန့်ဖြေရေးစင်တာလည်းဘာမှမတက်နိုင်ဘူးလူမြင်ရင်တော့အလကားပဲဘသူမှထွက်ပြီးတက်တေမခံရဲဘူးသူမသိဘူးပြောရင်ခမည်းသူ့ကိုဘာမှလုပ်လို့မရဘူးကျွန်တော်ဘာမှမပြောဘဲဖုန်းကိုထုတ်ပြီးအတန်ဖမ်းထားတာကိုဖွင့်လိုက်တယ်လူတဲ့ခြံရဲ့အတန်ကစပီကာထဲကနေထွက်လာတယ်ပေါင်းတက်စီတပလင်းတပိုးတွဲလာဆုပ်ရှေ့ရက်ညမှာလောင်းထဲလိုက်တာငါမျက်နှာချင်းဆိုင်တောင်ကုန်းပေါ်ကနေရက်ပြီးရေတွက်နေတာသူတစ်ခါငိုတိုင်းငါတစ်ခါရေတယ်ဟာဟာအဖေကနားထောင်နေပြီးမျက်နှာမှာဘာခံစားချက်မှမရှိဘူးနားထောင်ပြီးတော့သူကတုတ်ကောက်ကိုနောက်တစ်ဖက်ပြောင်းကင်လိုက်တယ်ဒါလေးနဲ့တင်မလောက်ဘူးကျွန်တော်သိတယ်သူကလေးလုံးထွားတာပါလို့ညင်းလို့ရတယ်ဒါကြောင့်ကျွန်တော်ချက်ချင်းမတိုင်သေးတာအဖေကကျွန်တော်ကိုတစ်ချက်ကြည့်ပြီးစောင့်ရုံမထွက်နိုင်တဲ့အချိန်ရောက်တဲ့အထိစောင့်သူဘာမှဆက်မပြောဘဲတုတ်ကောက်ကိုထောက်ပြီးအိမ်ထဲကိုဖြည်းဖြည်းချင်းပြန်ဝင်သွားတယ်တကားဝရောက်တော့ခဏရက်ပြီးမင်းရဲ့မြေဩဇာပုံကိုတတိထားလို့ဟုတ်ကဲ့သိပါပြီနောက်နေ့မနက်စောစောကျွန်တော်ခြံစည်းရိုးပေးမှမြင်းတကြောင်ဆွဲလိုက်တယ်မြင်းဒီဘက်ကကျွန်တော်အိမ်ဟိုဘက်ကသူ့စပစ်ချံစုပ်ပစ်ထားတဲ့နှင်းစီရိုးတွေပုံနေတဲ့ပန်းကောင်းတွေကိုလှဲနဲ့တစ်ခေါက်ပြီးတစ်ခေါက်ဒီဘက်ကိုတဲပြီးတောင်ပူစာလေးလိုပုံထားလိုက်တယ်ပုံပြီးတော့ကျွန်တော်ကတ်စတူးတယ်နွေရာသီမဝင်ခင်မြေဩဇာကန်ပြီးသွားတယ်3မီတာပတ်လည်2အိမ်ကြားခြံစည်းရိုးနဲ့ကလေးရက်တန်းရုပ်ပုတ်တွေအကုန်လုံးထည့်ရည်နဲ့တရိတ်ဆန်ချေနည်းနည်းရောပြီးပလတ်စတစ်စာအုပ်ကမြေဩဇာဆက်လိုက်တယ်လူတဲချန်ကတခါလာကြည့်တယ်သူခြံစည်းရိုးမှာရက်ပြီးနှာခေါင်းပိတ်ကအတော်ကြာအောင်မျက်မှောင်ကျုံနေတယ်မင်းဒါဘာအနက်ဆိုးတွေထွက်နေတဲ့အရာတွေလာလုပ်နေတာလဲမြေဩဇာလုပ်ပြီးမြေပြန်ကျွေးမလို့မြေဩဇာလုပ်တာဒီလောက်တွင်းကြီးတူပြီးငါမှန်လုံးအိမ်ဘေးလာပုံထားရလားမင်းဘသူ့ကိုလာလှည့်စားနေတာလဲဦးလေးလျိုကျွန်တော်မြေဩဇာကျွန်တော်ဆက်တယ်ခမ ्या စပစ်တီးခမ ्या ဆိုင်တယောက်ကိစ္စတယောက်မဆွတ်ဖက်ကြည့်လေမဆွတ်ဖက်ဘူးဟုတ်လားကောင်းပြီမင်းဒီစကားကိုမှတ်ထားဝန်ပိုင်ချင်းမင်းရဲ့အချောက်ခံယုံကငါအပင်တွေအသေးကင်သွားတာကိုငါတီးခံလိုက်မယ်ဒီတစ်ခါမင်းနောက်ထပ်တစ်ခုခုထပ်လုပ်ရင်တော့ဦးလေးလျိုပိုးကောင်တွေကပြန်တက်တယ်ဒါတဘာဝတရားပဲကျွန်တော်မထိန်ချုံနိုင်ဘူးမင်းပါပိုးကောင်ကိုပြောတာလဲဘာမှမဟုတ်ပါဘူးနွေရာသီရောက်လာပြီဆိုတော့ပိုးမွားရန်တတိထားလို့ပြောတာပါသူကကျွန်တော်ကိုစက္ကန့်တော်ကြာစိုက်ကြည့်ပြီးလှည့်ထွက်သွားတဲ့စပစ်တီးတွေအိတ်ဆိုရမယ့်အချိန်ရောက်တော့ပိုးချိုင်းကောင်တွေရောက်လာပြီ
လူချင်းရှမ်းအရင်ဆုံးပုံမှန်မဟုတ်တာကိုတတိထားမိတယ်နီနာဘရင်မှစပစ်သီးတွေမှာအတိုက်ခံရတဲ့အရာတွေစပေါ်လာတဲ့တချို့သီးတွေဆိုပေါက်ပြဲပြီးချင်းပြုံးပြုံးအရည်တွေထွက်နေတယ်သူကတိတ်ကယူမဆိုင်ပဲရိုးရိုးပိုးသက်စီတစ်ခေါက်ဖျန်းလိုက်တယ်လောက်ဝက်လောက်ကြတော့ပျက်စီးတဲ့အသီးတွေပိုများလာတယ်အချို့နှမ်းကကျေဖြူပွင့်ပိုးချိုင်းကောင်အုပ်စုကြီးကိုဆွဲဆောင်လာတယ်အဖြူရောင်အဆက်ပြောက်တွေပါတဲ့အခွန်မပိုးကောင်တွေကစပစ်သီးတွေပေါ်မှာကပ်ပြီးကိုက်စားကြတဲ့မြေကြီးပေါ်မှာလည်းအသီးပုတ်တွေတပုံကြီးပဲစပစ်သီးတွေကတခင်းလုံးချင်းစောပုတ်စော်နံလာပြီးအကောင်းတွေပါရောပုတ်ကုန်နဲ့စက်ကူအိတ်ဆွတ်ထားတာတောင်အပေါက်ဖောက်ပြီးဝင်စားခံရတယ်လျိုတဲ့ချန်ပြရခတ်သွားပြီးတစ်တော်နဲ့စိုက်ပျိုးရေးဌာနကနီးပညာရှင်တွေကိုခေါ်ပြတယ်နီးပညာရှင်ကစပစ်စင်အောက်မှာထိုင်ပြီးမြေပြင်ပေါ်မှာပုတ်ခတ်ပြီးအရည်တွေထွက်နေတဲ့နီနာဘရင်မှစပစ်သီးတွေကိုကြည်ရင်စုပ်ပြဲနေတဲ့စက်ကူအိတ်တစ်လုံးကိုဆွဲဖြုတ်လိုက်တယ်အထဲမှာကိုက်စားနေစေဖြစ်တဲ့ပိုးချိုင်းကောင်အကောင်ကြီး2ကောင်3ကောင်ကတ်နေသေးတယ်ကျေဖြူပွင့်ပိုးချိုင်းကောင်အရက်ခေါ်အရာခေါင်းဖြတ်ကောင်လို့လည်းခေါ်တယ်အချို့ကြိုက်တဲ့ပိုးမွားဖြစ်ပြီးအချို့တက်များတဲ့အသီးတွေကိုပဲရွေးကြိုက်တတ်တဲ့အိတ်ဆိုလည်းအလကားပဲအသီးတွေအရည်ထွက်ပြီးချင်းသွားရင်တစ်ချမ်းလုံးပြက်ပြီးပဲဒီပိုးတွေဘဲကလာတာလဲအရင်နှစ်တွေကဒီလောက်မများခဲ့ဘူးနီးပညာရှင်ကမှန်လုံးအိမ်တစ်ပတ်လျှောက်ကြည့်ရင်အနံ့ခံပြီးချန်စီယိုဘေးကိုရောက်တော့ရက်လိုက်တယ်သူ့ရှိမှာကကျွန်တော်ရဲ့မြေဩဇာကန်ခမရအိမ်ဘေးကဒီမြေဩဇာကန်ကဘယ်တော့မှစောက်ထားတာလဲနှွေဦးလုံးကလှုပ်ထားတာနီးပညာရှင်ကအစုံးကပလတ်စတစ်စကိုလှန်ပြီးအချင်းဖောက်ပြီးပူနွေးနေတဲ့ပန်းရိုးလွှာကိုလှန်ကြည့်လိုက်တယ်ချင်းစောပုတ်စော်နံနေတဲ့မြေဩဇာပုံထဲမှာလောက်ကောင်တွေတွားနေတာကိုတွေ့ရတယ်စွန့်ပစ်ထားတဲ့ပန်းရိုးနဲ့ပန်းချောက်တွေအချင်းဖောက်ထားတဲ့အနံ့နဲ့အောက်ခံကပိုးချိုင်းကောင်တွေဥချဖို့အကောင်းဆုံးနေရပဲပိုးချိုင်းကောင်ရဲ့တားလောင်းတွေကမြေဩဇာပုံထဲမှာအမြောက်များပေါက်ဖွားပြီးအတောင်ပေါက်ကပြန်ထွက်လာတာပထမဆုံးရနာရကတော့ဘေးမှာရှိတဲ့အချို့ဆုံးစပစ်ချံပေါ့လျိုတဲ့ချန်ရဲ့မျက်နှာကချက်ချင်းဖြူတော့သွားတယ်ခင်ဗျားပြောချင်တာကသူကျွန်တော်ပြောတာကပိုးမွားလာတဲ့လမ်းကြောင်းကိုပြောတာဘယ်ကိုပြန်သွားမလဲဆိုတာကလူကလုံးဝထိန်းချုပ်လို့မရဘူးလေကျွန်တော်ကစိုက်ပျိုးရေးနည်းပညာအရာဆုံးဖြတ်တာပိုးမွားတွေပေါက်ဖွားလာတဲ့အရင်းမြစ်ကဒီနေရာကနေဖြစ်ဖို့အများဆုံးပဲနည်းပညာရှင်ထွက်သွားတဲ့လျိုတဲ့ချန်ကမြေဩဇာကန်ဘေးမှာရက်ပြီးကျွန်တော်ကိုကြည့်နေတယ်သူ့လက်တွေတုံနေတယ်ဝမ်ပိုင်ချင်းမင်းတမင်တက်တက်လောက်တာငါမြေဩဇာငါဆက်တာဥပဒေနဲ့ညီလို့လားမင်းမြေဩဇာကန်ကိုငါမှန်လုံးအိမ်ဘေးမှာတမင်ရွယ်ချက်ရှိလောက်ထားတာဦးလေးလျိုလေးပဲတိုက်မလဲဆိုတာတဘာဝတရားပဲပိုးကောင်ပဲပြန်မလဲဆိုတာလဲတဘာဝတရားပဲလေခမ ्या စပစ်တီခမ ्या ဆိုင်ကျွန်တော်မြေဩဇာကျွန်တော်ဆက်ကိုရည်ချင်းနဲ့ကိုပဲလေခမ ्या စပစ်တီပိုးကြတာကျွန်တော်နဲ့လာမပတ်သက်နဲ့အရင်တစ်ခေါက်ကအချောက်ခံယုံဒီတစ်ခေါက်ကမြေဩဇာကန်မင်းတမင်တက်တက်လောက်တာဦးလေးလျိုခမ ्या မှာတက်တည်ရှိလားသူစကားပြောစွန့်သွားတယ်လျိုချင်းရှမ်းကမှန်လုံးအိမ်ထဲကပြေးထွက်လာပြီးခွေးကောင်ချင်းရှမ်းလျိုချင်းရှမ်းကရုံးပေမဲ့မလုပ်ဘူးကက်ကြီးနဲ့ကျွန်တော်ကိုချိန်ပြီးမင်းမထားလိုက်အေးငါစောင့်နေမယ်လျိုတဲ့ချန်ကတားကိုဆွဲပြီးနောက်ပြန်လှည့်သွားတယ်ခြေလန်းနဲ့ငယ်လျှောက်ပြီးတော့ရက်လိုက်တယ်ပိုင်ချင်းမင်းတခုခုတိနေတာလားမင်းအဖေပြောပြတာလားကျွန်တော်အဖေဘာမှမပြောဘူးဦးလေးလျိုခမ ्या ဘာသာပြောခဲ့တာလေခြံထဲမှာချင်းရှမ်းကိုပြောခဲ့တာတပိုးရဲလက်ဆုပ်ရှေ့ရက်ညပေါင်းသက်စီတပလင်းနဲ့ကန်တစ်ခုလုံးအဖြူရောင်ပြောင်းသွားတာအဖေကဘေးမှာထိုင်ကုန်နေပြီးခမ ्या ကမျက်နှာချင်းဆိုင်တောင်ကုန်းပေါ်ကနေရက်ကြည့်နေခဲ့တာလျိုတဲ့ချန်ရဲ့နှက်ခမ်းတွေတုံရင်သွားပြီးလျိုချင်းရှမ်းကိုဆွဲခေါ်သွားတဲ့ခြေလန်းတွေကမြန်လုံးလို့ပြေးနေတယ်လို့ပါပဲသူစိုက်ပျိုးရေးဌာနကိုထပ်သွားရှာပြန်တယ်ပိုးချိုင်းကောင်ဘေးအန္တရာယ်ကတဘာဝဘေးအန္တရာယ်ဖြစ်ပြီးအကြောင်းရင်းကရှုပ်ထွေးတယ်သူ့မြေဩဇာကြောင့်လို့ခမ ्या ပြောပေမဲ့ဤပညာရတော့ဓာတ်ရိုက်အကြောင်းရင်းဆိုတာတက်တည်ပြလို့မရဘူးသူဖြန့်ဖြေရေးစင်တာကိုတွားရှာတဲ့အရက်ဖက်အငင်းပွားမှုဖြစ်လို့ရဲတပ်ဖွဲ့ရဲ့စီရင်ပိုင်ခွင့်နယ်ပယ်ထဲမှာမပါဘူးတရားစွဲဆိုတဲ့လမ်းကြောင်းကနေပဲတွားရမယ်စိုက်ပျိုးရေးမြေဩဇာကထွက်တဲ့အနှံ့ကကြီးလက်မှာပုံမှန်ကိစ္စဖြစ်ပြီးဆိုးရွားတဲ့ညဉ့်ညမ်းမှုမဖြစ်စေတဲ့အတွက်အရေးယူလို့မရဘူးရိုတဲ့ချန်သွားတဲ့နေရာတိုင်းမှာအခက်အခဲတွေနဲ့ပဲရင်ဆိုင်ရတယ်အိမ်တကားဝါမှာဖြန့်ဖြေရေးစင်တာကနေပြန်လာတဲ့သူကိုကျွန်တော်တွေးလိုက်တယ်ခေါင်းငိုက်ဆိုင်ကြပြီးခြေမနိုင်လက်မနိုင်နဲ့ခါကိုင်းနေတယ်လွန်ခဲ့တဲ့လအနေငယ်ကတကားဝါမှာရက်ပြီးကျွန်တော်ကိုပြုံးပြခဲ့တဲ့လူနဲ့တခြားစီပါပဲသူကျွန်တော်ကိုမြင်တော့ပါဇက်ဟလိုက်ပြန်ပိတ်လိုက်လို့ပြီးဝမ်ပိုင်ချင်းမင်းတော်တော်ရက်ဆက်တယ်ကျွန်တော်လက်မကြည့်ခဲ့ဘူးရိုတဲ့ချန်ရဲ့စပစ်မှန်လုံးအိမ်ကတော့လုံးဝပျက်စီးသွားပါပြီဈေးကြီးတဲ့နီနာဘရင်မှစပစ်သီးတွေတဝက်ကျော်ပျက်စီးသွားပြီးကြံတဲ့ຫນွေပင်တွေလည်းပုတ်နေပြီးအသီးခိုင်တွေမှာပိုးကိုက်ထားတဲ့အရာတွေကြီးပဲချန်တချန်လုံးချင်းစုံနှံနေတာပဲဝမ်ရှောင်ဖုန်းကနေတိုင်းဆေးဖြန်းပုံးတွေပြီးဆေးဖြန်းနေရတယ်ဆေးရည်တွေကစင်ပေါ်ကနေစီးကြလာပြီးမြေပြင်ပေါ်မှာအပြည့်ပဲအလကားပါပဲအသီးတွေကပေါက်ပြဲပြီးပုတ်နေပြီးမှုနက်ပြည်ကဆင်းကြရင်တော့မရတော့ပါဘူးခရက်ဒစ်တမဝါယာမကလူတွေရောက်လာတယ်ရှက်အင်ဂျီအဖြူဝတ်ထားတဲ့လူနှစ်ယောက်မှန်လုံးအိမ်တကားဝါမှာရက်ကြည့်ပြီးဖုန်းနဲ့တပ်ပုံရိုက်ကနှာခေါင်းပိတ်ရင်းခေါင်းခါပြီးထွက်သွားကြတယ်အဲ့ဒီနေ့ညနေမှာပဲကျွေးတောင်းစာကလျိုတဲ့ချန်အိမ်ကိုရောက်လာတယ်နောက်နေ့ကျဆွေမျိုးတွေအိမ်ရောက်လာပြီးအမကြီးဖြစ်သူကအတန်ကုန်ဟစ်အော်တော့တယ်လျိုချန်နေစကဘလို့ပြောခဲ့လဲနီနာဘရင်မဆိုင်ရင်တေချာပေါက်ပတ်စံရမယ်ဆိုအခုရောနေ့ရောက်ဖရဲ့အဲ့ဒီ8000ကသူ့တက်တက်လုံးနီးပါးစုထားရတာဟဲ့ပြီးတော့မြို့ပေါ်မှာနေတဲ့ဝမ်ကွဲအကူကလည်းမီနီဘတ်အစုပ်လေးမောင်းလာပြီးကားတကားဖွင့်ဆင်းချင်းပဲစဆဲတော့တယ်လျိုတဲ့ချန်ငါရဲ့ယွန်းတသိန်းကိုမင်းပြန်မဆက်နိုင်ရင်ဒီအိမ်ကငါပိုင်ပဲညီကိုရင်းတွေဖြစ်နေပါစေစရင်ကတော့ရှင်းရှင်းလင်းလင်းရှိရမယ်သူ့ရောက်လေရောက်လာတဲ့မိမနဲ့ကလေးကိုပါခေါ်လာပြီးသူတို့မိသားစု3ယောက်ခြံဝင်းထဲမှာရက်နေကြတယ်သူ့မိမကကလေးကိုပွေ့ချပြီးငိုနေတဲ့ရောက်ဖဖြစ်သူကခြံထဲကပလတ်စတစ်ပုံးကိုခြေစုံကန်ချလိုက်တယ်ယွန်း2သိန်းကျော်တောင်းလေးငါကအိမ်ဝယ်ဖို့စောင့်နေရတာခြံဝင်းထဲမှာလူတွေအပြည့်ပဲစူညံပွက်လော်ရိုက်နေတာပဲပတ်စံတောင်းရင်တော့မရှိဘူးအသက်ပဲရှိတယ်အသက်မင်းအသက်ကဘလောက်တန်လို့လဲပတ်စံပြန်ဆက်ဆန်းပတ်စံလူတဲ့ချန်မတက်ရက်လိုက်တော့လူတွေအားလုံးခဏလောက်ငြိမ်ကျသွားတယ်သူဘသူ့ကိုမှမကြည့်ပဲလူအုပ်ထဲကနေဖြတ်ပြီးအပြင်ကိုထွက်သွားတယ်လှည့်တောင်မကြည့်ဘူးအဲ့ဒီနေ့ညနေပိုင်းမှာလူတဲ့ချန်ငါအိမ်ကိုရောက်လာတယ်ငါကအတစ်ပြောင်းဆိုင်ထားတဲ့နှင်းစီပြိုးပင်တွေကိုနေရာချနေတာခေါင်းမောကြည့်လိုက်တော့သူက2 မီတာလောက်กว่าမှရက်နေတယ်အလင်းကွယ်နေတော့မျက်နှာအမူအရာကိုတေချာမမြင်ရဘူးဒါပေမဲ့သူ့ခန္ဓာကိုယ်နေထားကတခုခုမှနေတယ်အရင်ကလူတဲ့ချန်လမ်းလျှောက်ရင်ပခုံးကိုမြင့်မြင့်ထားပြီးလူမိုက်ဟန်နဲ့လျှောက်တာအချိန်မရွေးလူကိုရန်ရှာတော့မဲ့ပုံမျိုးအခုတော့ပခုံးတွေကျနေပြီးလူကတမိုက်လောက်ပူသွားသလိုပဲပိုင်ချင်းမင်းရဲ့မြေဆွေးပုံကိုတခြားနေရာရွှေ့ပေးလို့ရမလားမြေပိုးလိုက်လဲရပါတယ်ဒါမှပိုးကောင်တွေကငါကြံနေတဲ့ຫນွေပင်တွေကိုဒုက္ခမှပေးတော့မှာဦးလေးလျိုပိုးကောင်တွေပြန်တာကတဘာဝတရားပဲလေကျွန်တော်ဘာမှမတတ်နိုင်ဘူးဒါဆိုမင်းဘယ်လိုလုပ်ချင်လဲကျွန်တော်ဘာမှမလုပ်ချင်ပါဘူးကျွန်တော်နင်းစီဆိုင်မဲ့ဦးလေးစပ်ပစ်တီဆိုင်ကိုရည်ချင်းနဲ့ကိုပဲလေ
လောက်လိုချင်လဲဆိုတာပြောစမ်းမှာဘာကိုလဲမြေဆွေးပုံကိုရွှေ့ဖို့လေပတ်စံဘလောက်လိုချင်လဲဈေးတာပြောဦးလေးလိုပတ်စံကိစ္စမဟုတ်ဘူးဒါဆိုဘာကိစ္စလဲမင်းကငါ့ကိုတေးစေချင်နေတာမဟုတ်လားငါ့ကိုတေးတဲ့အထိဒုက္ခပေးချင်နေတာပဲကျွန်တော်ဘာမှမပြောခဲ့ဘူးတကယ်ပြောတာပါဈေးတစ်ခုပြောပါပိုင်ချင်းရဲ့အိမ်ကြီးချင်းတွေပဲဆယ်စုနှစ်ချီပြီးအတူနေလာကြတာမင်းငယ်ငယ်ကဆိုငါချီတောင်ချီဘူးသေးတယ်ပိုင်ချင်းငါမင်းကိုတောင်းပန်ပါတယ်ကွာရမလား तू အဲ့ဒီလိုပြောရင်ကျွန်တော်ရှေ့မှာခါညှို့လိုက်တယ်ဦးလေးလူမားနေပြီ तू ကျွန်တော်ကိုကောင်းမော့ကြည့်တယ်ဦးလေးတောင်းပန်ရမယ့်လူကအိမ်ထဲမှာကျွန်တော်ကြည့်တဲ့ဘက်ကို तू လိုက်ကြည့်တော့အဖေကိုမြင်သွားတယ်အဖေကတောင်ဝေးကိုအားပြုပြီးတကားဝမှာရက်နေတယ်ရိုတဲ့ချန်အဲ့ဒီမှာရက်ပြီးပါဇက်ကလှုပ်ရှားနေပေမဲ့ဘာစကားမှထွက်မလာခဲ့ဘူးဦးလေးလူပြန်มาတော့ဟိုရီကန်တဲကငါးတွေတုန်းကလည်းဦးလေးလက်မရှောင်ခဲ့ဘူးအဖေရဲ့နန်ယိုသုံးချောင်းကျိုးတုန်းကလည်းဦးလေးလက်မရှောင်ခဲ့ဘူးအခုကြမှာကျွန်တော်ကိုလက်ရှောင်ခိုင်းနေတာလား तू မလုပ်ဘူးဝန်ပိုင်ချင်းငါ့ကိုအကြက်မရိုက်စေနဲ့ရိုတဲ့ချန်ချန်ထဲမှာခေါင်းကိုက်ဆိုင်ကြပြီးရက်နေတယ်လာရောင်ကသူ့ကြောပြင်ပေါ်ကြားရောက်နေပြီးကွင်းညွတ်နေတဲ့ကြောရိုးကိုရှင်းရှင်းလင်းလင်းမြင်နေရတယ်ဝန်ပိုင်ချင်းမင်းတကယ်ပဲငါ့ကိုတေးစေချင်နေတာလားဦးလေးကိုတေးစေချင်တာမဟုတ်ဘူးပြန်ပေးဆက်စေချင်တာဘာပြန်ပေးဆက်ရမလဲဟိုကန်တဲကငါးတွေအဖေရဲ့နန်ယိုသုံးချောင်းပြီးတော့ဒီနှစ်တွေတည်းကျွန်တော်တို့မိသားစုအပေါ်ဦးလေးလုတ်ခဲ့သမျှတွေပေါ့သူအဲ့ဒီမှာမလုံးမရှက်ရက်နေတယ်ကျွန်တော်အခန်းထဲကိုလှည့်ဝင်ခဲ့တယ်အပြင်ဘက်မှာအတန်တိတ်နေတာတော်တော်ကြာတယ်ကျွန်တော်ပြန်ထွက်ကြည့်တော့သူထွက်သွားပြီးခြေရာနဲ့ကြီးနှစ်ခုပဲကြံခဲ့တယ်တက်တေရှာဖို့ကျွန်တော်တခါမှလက်မလျှော့ခဲ့ဘူးအတန်ဖမ်းထားတာလည်းရှိတယ်စစ်ဆေးချက်အဖြေကိုလည်းဦးလေးမစီကနေရခဲ့တယ်အဖေရဲ့ဆေးမှတ်တမ်းကိုလည်းခရိုင်ဆေးရုံကနေထုတ်လာခဲ့တယ်ဌာနမှုတင်းစီကိုကျွန်တော်နှစ်ခေါက်သွားခဲ့တယ်ဒုတိယအကြိမ်မှာသူကစိုက်ပျိုးရေးပစ္စည်းဆိုင်ကအယောင်ပြေစာကိုပေးတယ်လူတဲ့ချန်ကိုတိုင်လက်မှတ်ထိုးထားတာအဖြူပေါ်အမဲချရေးထားတာပဲဒါပေမဲ့ဒါတွေကတွဲဝိုက်တက်တွေပဲဖြစ်နေတယ်သူသားရှိမှလူတဲ့ချန်အဲ့ဒီလောက်တောင်ဂုံစာနေရတာကဒီအချက်ကိုတေချာယုံကြည်နေလို့ပဲရေကန်နဲ့သူစိတ်ခတ်တာကိုဘယ်သူမှကိုယ်တိုင်မျက်မြင်မတွေ့ခဲ့ဘူးလေဌာနမှုတင်းရဲ့အယောင်ပြေစာကသူဆေးဝယ်တယ်ဆိုတာကိုပဲတက်တည်ပြနိုင်တယ်ဦးလေးမရဲ့ထွက်ဆိုချက်ကလည်းသူကံပေးကိုလာခဲ့တယ်ဆိုတာကိုပဲတက်တည်ပြနိုင်တယ်ဓာတ်ရိုက်တက်တွေကိုရှာတွေ့မှရမယ်တကားလာဖွင့်တာကအသက်40ကျော်အရွယ်ကော်ဆိုတဲ့လူတစ်ယောက်ကျွန်တော်လာရင်ကိစ္စကိုနားထောင်ပြီးတော့သူဘာမှမပြောဘဲအိမ်ထဲပြန်လှည့်ဝင်သွားတယ်ပြန်ထွက်လာတော့သူ့လက်ထဲမှာဖုန်းတစ်လုံးပါလာတယ်ငါအဖေရိုက်ထားတာလွန်ခဲ့တဲ့နှစ်တွေကသူဗီဒီယိုရိုက်လို့ရတဲ့ဖုန်းအတုဝယ်ပြီးရှောက်ရိုက်ထားတာရိုက်ပြီးတော့ကွန်ပျူတာထဲတင်ထားပြီးတခါမှမဖြတ်ဖြစ်ဘူးဖုန်းစခရင်ကတေးပြီးရုပ်ထွက်လဲညံ့ပေမဲ့ဗီဒီယိုတွေကလူကိုကျွန်တော်မှတ်မိတယ်လျိုတဲ့ချန်ဘေးမှာစောင်းကြောင်ထိုင်နေပြီးရင်ဘတ်ထဲကပလင်းနှလုံးထုတ်လိုက်တဲ့အဖုံးဖွင့်ပြီးပုံးထဲကိုလောင်းထည့်နေတယ်ခမ ्या ဖေရောတလောကပဲဆုံးသွားပြီးမဆုံးခင်ကငါ့ကိုမှသွားတယ်တနေ့နေ့အသုံးလိုလာရင်300အောင်ဒါကိုတင်ထားပါတယ်နောက်နေ့မွန်းတဲ့ချိန်မှာအနက်ရောင်ကတစီရွာထိပ်မှာလာရက်တဲ့ဝန်တန်းလေးယောက်ကလမ်းတစ်လျှောက်ဖြတ်လျှောက်ပြီးလျိုတဲ့ဖုန်းရဲ့အိမ်စီကိုတွားကြတယ်ရွာသားတွေကပကံတွေကင်ထားရင်းနဲ့နောက်ကနေတစ်လျှောက်လုံးလိုက်ကြည့်နေကြတယ်လျိုတဲ့ဖုန်းကခြံထဲမှာစောင်းကြောင်ထိုင်ပြီးခောက်ဆွဲစားနေတာဝန်တန်းတွေကိုမြင်တော့ပကံကိုမြေကြီးပေါ်ချပြီးမတ်တက်ရက်လိုက်တယ်လျိုတဲ့ဖုန်းကပါမင်းကိုလွန်ခဲ့တဲ့အနှစ်20ကျော်ကစီးပွားရေးနဲ့ကုန်ထုတ်လုပ်မှုဖြစ်စည်းမှုနဲ့ဆွဆွဲထားတယ်လူကိုကားပေါ်ခေါ်သွားချိန်မှာရွာသားတွေဝိုင်းအောင်ကြည့်နေကြတယ်လျိုတဲ့ချန်ကားပြတင်းပေါက်ကနေအပြင်ကိုလှမ်းကြည့်တော့ကျွန်တော်ကိုမြင်သွားတယ်ဝန်ပိုင်ချင်းမင်းမှာတက်တည်ရှိလို့လားကျွန်တော်ကားပြတင်းပေါက်ရှိကိုရှောက်သွားပြီးဖုန်းကိုမြောက်ပြလိုက်တယ်ခန္ဓာပြင်ပေါ်မှာသူစောင်းကြောင်ထိုင်ပြီးသူ့လက်ထဲကပလင်းကိုပုံးနဲ့လောင်းထည့်နေတဲ့ပုံလျိုတဲ့ချန်ဖုန်းစခရင်ကိုစိုက်ကြည့်ရင်မျက်နှာပေါ်ကသွေးရောင်တွေတဖြည်းဖြည်းဆုပ်ယုပ်သွားတယ်နှာခမ်းတွေတုန်လာပြီးမေးစေးကပါလိုက်တုန်လာတယ်လူတကိုယ်လုံးအယိုးထုတ်ခံလိုက်ရတယ်လို့ကားထိုင်ကုန်ပေါ်ခွေကျသွားတယ်မင်းဘယ်ကရတာလဲဦးလေးလျိုအဲ့ဒီတုန်းကဦးလေးစိတ်ခတ်နေတာကိုလူတစ်ယောက်ကဗီဒီယိုရိုက်ထားမယ်လို့မထင်ထားဘူးမလားသူခေါင်းကိုက်စိုက်ကျသွားပြီးနောက်ထပ်ခေါင်းမမလာတော့ဘူးအနက်ရောင်ကားလေးစနိုးထွက်ခွာသွားတော့ရွာသားတွေလည်းတီးတိုးပြောဆိုနေကြတယ်အနက်ရောင်ကားလေးရွာထိပ်မှာကွေ့သွားပြီးမြင်ကွင်းထဲကပျောက်ကွယ်သွားတယ်သူများငါးတွေကိုအစိတ်ခတ်တယ်လူကိုရေတွင်းထဲကျအောင်လုပ်ပြီးနန်ယိုသုံးချောင်းကျိုးစေခဲ့တယ်လူအုပ်ကြီးကွဲသွားတယ်အဖေကပန်းခင်းအဝမှာရက်နေတယ်ကျွန်တော်လျှောက်လာတာကိုမြင်တော့အဖေကပြောတယ်ဒီညထမင်းမချက်နဲ့တော့အဖေကတောင်ဝေးကိုအားပြုပြီးလှည့်လိုက်ရင်ရွာထိပ်ကကော်အိမ်မှာမင်းရဲ့ဦးလေးမကိုပါခေါ်ခဲ့လိုက်တယ်အဲ့ဒီညကအဖေရက်3ခွက်တောက်တယ်ဦးလေးမက2ခွက်တောက်တယ်ကျွန်တော်ကတော့မတောက်ဘူးအဖေရက်ခွက်ကိုချလိုက်ပြီးအနှစ်20ကျော်ခဲ့ပြီပဲလို့တခွန်းနဲ့ပြောပြီးနောက်ထပ်ဘာမှမပြောတော့ဘူးနှစ်လအကြာမှာတော့ဖြန့်ဖြေးရေးစင်တာကအမိန့်ချလိုက်တယ်စီးပွားရေးနဲ့ကုန်ထုတ်လုပ်မှုဖြစ်စီတဲ့ပြစ်မှုနဲ့ထောင်ဒဏ်9နှစ်ချမှတ်လိုက်တယ်လူတဲ့ချန်ထောင်ကျသွားပြီးနောက်မှာသူ့အိမ်ကစပစ်ချံကိုဘန်ကတင်သွားတယ်အိမ်ကိုလည်းဖြန့်ဖြေးရေးစင်တာကချိတ်ပိတ်လိုက်တယ်သူ့မိမကမြေးကိုခေါ်ပြီးမိဘအိမ်ကိုပြန်သွားတယ်ရိုချင်းဆန်းကတော့အလုတ်ထွက်လုပ်ဖို့ငွေရည်ခွန်အိတ်တလုံးလွယ်ပြီးဘသူ့ကိုမှမပြောဘဲထွက်သွားတယ်အဲ့ဒီနှစ်တကူမှာကျွန်တော်မျိုးတဲကိုအထူးတန်းဝင်နှင်းစီကား9စီးတင်ပို့နိုင်ခဲ့တယ်လက်ဖက်ရည်ဆိုင်ကလာအူကဖုံးဆက်ပြီးနောက်နေ့ကျရင်မြေကနည်းနည်းထက်ချက်လို့ရမလားလို့မေးတယ်ချက်ပြီးပြီလေထက်လဲချက်အောင်ပါပဲအိမ်ကြီးချင်းရဲ့မြေကိုပါငှားလိုက်ပြီးဖုံးချပြီးတော့ကျွန်တော်ပန်းကင်းထဲမှာစောင်းကြောက်ထိုင်ရင်စောင်းခုံမဲ့အမြင့်တွေအညောက်တွေကိုရှင်းလင်းရေးလုပ်နေတယ်ຫນွေဦးရာသီရောက်ရင်အကိုင်းတစ်တွေထွက်လာပြီးမြေပြင်တစ်ခုလုံးစိမ့်လန်းသွားတော့မှတကားအပြင်ဘက်ကလေကအချောက်ခံရုံကနေနောက်ဆုံးတည်ယူပို့ဆောင်ရေးအပူငွေတွေကိုတဲဆောင်လာတဲ့မြေဆွေးပုံတွေကပန်းအကျွင်းကြံတွေကမျောစာတွေဖြစ်နေပြီးအဝေးကလျိုတဲ့ချန်ရဲ့စွန့်ပစ်ခံခြံဝင်းတကားမှာတော့ချိတ်ပိတ်စာရွက်ကတ်ထားစေပဲနည်းနည်းထပ်ဝေးတဲ့နေရာမှာကတော့အဲ့ဒီနှစ်ကရေကန်ကိုမြေပို့ပြီးပြောင်းမှုစိုက်ထားတဲ့နေရာပြောင်းမှုရုပ်ပြက်တွေကမြေကြီးထဲမှာထိုးထွက်နေပြီးနှင်းခဲတွေဖုံးလွှမ်းနေတယ်ကျွန်တော်မတက်ရက်လိုက်ပြီးလက်ပေါ်ကမြေဆွေးပြတွေကိုခါချလိုက်တယ်ရာသီတစ်ຫນွေဦးစိုက်ပျိုးရေးအတွက်မြေပြင်ရမယ့်အချိန်ရောက်ပြီလေ